Facebook မှာကိုကြိုက်နေတဲ့ဗီဒီယိုဖိုင်တွေကိုအမြန် download ဘယ်လိုဆွဲရမလဲဆိုတာလေးကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ download ဆွဲဖို့အတွက် software လေးခိုးလို့မယ် Play Store ကိုသွားပြီးတော့မှ video downloader ဆိုတဲ့ဒီ software လေးကို download ဆွဲလိုက်ပါ install တင်ပြီးသွားပြီဆိုရင်တော့မိတ်ဆွေရဲ့ Facebook တွေကိုဝင်လိုက်မယ်ပြီးပြီဆိုရင်တော့ကိုကြိုက်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုတွေ့ပြီဆိုရင်တော့အောက်က share ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်တော့အောက်မှာ more ဆိုတဲ့အစကလေး30ကိုကျွန်တော်ဆက်ပြီးတော့နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုတာနဲ့ကိုကျွန်တော်ဒီနေရာမှာကျွန်တော် download ဆွဲထားတဲ့ video downloader ဆိုတဲ့ software လေးကိုကျွန်တော်တွေ့ရမှာဖြစ်တယ်အဲ့ဒီ software လေးကိုကျွန်တော်တို့ကနှိပ်ပေးလိုက်မယ်နော်နှိပ်ပေးလိုက်ပြီဆိုတာနဲ့ကိုဒီ software တဲ့ကိုကျွန်တော်တို့ Facebook ကနေပြီးဝင်သွားပြီးတော့မှကိုကြိုက်နေတဲ့ဗီဒီယိုဖိုင်ကို download ဆွဲဖို့အတွက်အခုလိုမျိုးအနေရောင်လေးနဲ့ download ပုံစံလေးကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီနေရာလေးကိုကျွန်တော်ထပ်ပြီးတော့နှိပ်ပေးလိုက်မယ်နှိပ်ပေးလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ video download ဆွဲမယ်ကျွန်တော်တို့ site လေးကိုကျွန်တော်ရေးပေးမယ်920p ဆိုတာလေးကိုရေးပြီးသွားပြီရင်တော့အောက်မှာ download ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ video file ကကျွန်တော်တို့ရဲ့တက်ပုံ file video file တွေထဲကိုခဏနေ auto ရောက်လာမှာဖြစ်ပါတယ်เนาะဒါဆိုရင်တော့ကျွန်တော်တို့က live မဖွင့်ပဲနဲ့ video file ကိုကြည့်လို့ရပြီเนาะအားလုံးအဆင်ပြေကြပါစေဗျာ